ဖြစ်သွားတယ်နော်အမိုးလေးနဲ့အကာလေးနဲ့ဟမ်ပတ်စံလေးတွေနဲ့အဝတ်စားလေးနဲ့တက်တက်ရရလေးဖြစ်သွားတယ်ဟမ်ခြံအောင်လေးနဲ့မပြောဘူးလားအမေအဲ့လိုလေးဖြစ်သွားတော့ခြံအောင်လေးနဲ့ခေါင်းလေးနဲ့ခေါင်းလေးတွေရေးဆိုးနေတယ်ဒါလေးဖက်ပေးလိုက်ပါအောင်ဒါလေးနောက်နည်းနည်းဆုပ်လိုက်တွေးနည်းနည်းပဲအင်ကြီးလေးတွေရှိတာပဲမဟုတ်ဘူးစင်ပြေသွားပြီနော်ဒီလိုလေးကြတော့လေဒီလိုလေးဖြစ်သွားတော့လေအစင်ပြေသွားတာပေါ့အားလုံးပဲမင်္ဂလာပါဒီမှာလေးဘေးအကအမိုးလေးရဲ့အပေါ်အခင်းလေးရဲ့အောက်အခင်းလေးရဲ့မဲကျွန်တော်ဝယ်ပေးထားတဲ့ဒီပိုက်ဖြာဘေးရောက်သွားဟုတ်ပါဟောကျွန်တော်ဝယ်ပေးထားတဲ့ပိုက်ဖြာဟိုအောက်ရောက်လာဆက်ထဲမှာလည်းပတ်စံနေနဲ့1000တန်နေဘယ်သူပေးွားလဲမနေ့ကမဟုတ်ပေးတာအော်မနေ့ကမဟုတ်ပေးတာဘယ်သူပေးတာလဲမနေ့ကမဟုတ်ဘူးကအပိုင်းနဲ့တငယ်ချင်းလာသွားတာအမလေးအမေကိုချစ်လို့လာပေးွားတာဗောဒီလိုနေရတာစိတ်ချမ်းမသာဘူးလားအမေရဲ့ဟိုနေရာနဲ့ဒီနေရာနဲ့ဆိုလို့ရှိရင်ဘာဆိုင်လဲအဲ့ဆိုလို့ရှိရင်နောက်နေ့ကျတော့ရှိရင်အဝတ်စားလေးတွေကိုတက်တက်ရရတက်တက်လေးနဲ့လာပြီးတော့ဘုံလေးနဲ့လာထားလို့ရတယ်စောင့်နေဆိုနေလို့လားဩဆူဆွဲနေတယ်တဲ့ဒီလိုပုံစံမျိုးလေးဆိုတော့နည်းနည်းလေးအဆင်ပြေသွားတာပေါ့နော်အောက်ကအခင်းလေးနဲ့တနာပါတယ်ပတ်စံနေနော်ပတ်စံနေသူများယူမယ်နော်အဲ့ဒါလေသူမဝတ်တော့ဘူးတခါဝတ်ပြီးလွန့်ပြတာဟုတ်တယ်ဟုတ်တာထားလိုက်မလိုက်မပြီးတော့အောက်ဟိုတာဖြာပေါ်တင်ပေးထားလိုက်ပိုက်ပြအစ်စ်နဲ့အမှန်ပိုက်ပြအစ်စ်တွေပါရင်နဲ့ကိုတော်အဲ့လိုပိုက်ပြအစ်စ်မရှိဘူးပိုက်ပြအစ်စ်တွေပါရင်နဲ့ဟိုဒါဟိုကလေးအဲ့ဒါလေးကလေနည်းနည်းလေးတိုက်တယ်တဲ့လားလေးတိုက်တော့နောက်နေ့ကျတော့ရှိလို့ရှိရင်နည်းနည်းလေးပြန်လုပ်ပေးလိုက်မချီပေးလိုက်ပါဦးရောက်ကိုမျိုးကိုရောက်ဒီမှာကျိုးရှိတယ်ကျိုးလေးနဲ့ချီပေးလိုက်အပြင်ကချီလိုက်လေဝလုံးတက်မှချီလိုက်ကဲဒီအဖွားတော့ကနည်းနည်းလေးဒီလိုပုံစံမျိုးလေးစိတ်အေးသွားပြီဆိုတော့လေဟိုမနေ့ပြန်ကလည်းအကြောင်းတွေဖွင့်ပြီးနောက်ပိုင်းကလည်းအကြောင်းတွေဖွင့်ပြီးဆိုတော့အစင်မပြေတဲ့မဝယ်နိုင်တဲ့တို့တာခလေးတငယ်လေးတွေအတွက်ကိုဗလာဆောက်ခဲတံပေတံကောမာဘူးနော်အဲ့ဒါလေးတွေကျွန်တော်ចောင်းသားတယောက်တိုင်းကိုကျွန်တော်တစ်ဆက်စီလေးလှူဖို့ကျွန်တော်စိတ်ကူးလေးရှိတယ်နော်စဉ်းစားထားတယ်အကူညီတောင်းထားတဲ့ဟိုဒါចောင်းသားမိဘကြီးလည်းရှိတယ်နော်အဲ့ဒီကိစ္စလေးတွေကိုကျွန်တော်လိုက်ပါပြီးတော့ပြန်ပြီးတော့ကူညီပေးရအောင်မယ်တဖြည်းဖြည်းစီးရုံတော့အောင်မြင်လာပြီးတဲ့ဆင်းုံတက်ဖို့ထပ်စီးရုံပေးပါဦးနဲ့အော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဘာဝယ်ခိုင်းတာလဲဘာဝယ်ပေးမယ်တော်ပါတော့တော်တာဒီရွှေတလောင်းသေးတယ်မှာတောက်ရခွက်လေးတောက်ဝယ်ပြီလေသားဝင်းဒီချင်းသူများမှာပါမို့ရောက်လိုက်ခြင်းမို့ဒီတော့မှသွားနောက်ထဲမှာပတ်စံအိတ်ပါတယ်တောက်ရခွက်ထဲမှာသမင်းရောစားပြီးပြီလားသမင်း9ဟင်းနဲ့သမင်း9ဟင်းနဲ့တောက်ရခွက်လေးနဲ့သွားဒီမှာငါးချီမှာတောက်ခွေးသားတောက်ရခွက်တန်းလေးနှုတ်သားကော်ခွက်လေးအဝါရောင်လားအော်အေး900 400ဘာလေးနဲ့စားပါလဲဟဲ့နိုင်တူးဆေးပေါင်းရည်လေးနဲ့အမလီပတ်စံလေးချီးပါဦးအမေတောင်1000နဲ့နေကြိုင်နိုင်တယ်ကျွန်တော်တော့မကြိုင်နိုင်ဘူးနိုင်တူးဆေးပေါင်းရည်နဲ့နော်မိကပြာနဲ့ခဏနေခဲ့မယ်နော်တောက်ရီကောက်ကအဝါရောင်နဲ့နော်သမင်းက9ဟင်းနဲ့ကိုကနိုင်တူးဆေးပေါင်းရည်နဲ့အဲ့ဒါပတ်စံဘယ်လောက်တက်နေလဲအဲ့ဒါ1000နဲ့ဟိုဘက်က1000နဲ့ဟဲ့အမေတောင်ပတ်စံ1000နဲ့နေ1000နဲ့နေကြိုင်နိုင်တယ်ကျွန်တော်ပေးပါဦးလားမဖို့လေးမပေးချင်ဘူးလားမေပေးချင်ပေးလေအမလေးကို့အမေရလဲကို့မဖို့ပေးဘယ်လောက်ပေးမှလဲနောက်မှတော့ဟာနောက်မှမဟုတ်ဘူးလေအခုလိုချင်တာလေတားလည်းသမီးမစားသေးဘူးလေမေတငယ်ချင်းလာပါတငယ်ချင်းပုတ်ပေးပါတငယ်ချင်းကဘာတူလဲပိုင်းနေရလေအပိုင်းနေရဘယ်အပိုင်းနေရလဲသမီးတို့ပိုင်းနေရလေသမီးတို့ပိုင်းနေရဩ
ပတ်စံလေးတွေရေးဆိုးနေတယ်ဟိုကလေလက်ကောက်တွေလက်စွပ်တွေနဲ့အဲ့ဒါတွေကပါလေအတုတွေလားအစ်စ်တွေလား အတူတူပါ အော်အတုတွေလား လူရဆိုတော့မားတယ်ရောက်ဘူး ဩဒီမှာပတ်စံတွေ့ရကြနေသေးတယ်အောက်မှာလေအောက်မှာအောက်မှာအောက်မှာတောက်မဘူးပေးမယ်ဆိုအဲ့ဒါဘယ်လောက်တန်လဲ ဟုတ် 1000နဲ့တောက်မဘူးပေးမယ်ဆိုပေးလीမနေ့ပြန်ကြရင်ညနေကြလို့ရှိရင်လေဒီနေ့လေးကတနင်္ဂနွေလေးနေကောင်းတယ်ဟိုသပင်ခေါင်းလေးကျွန်တော်လာတောင်းနေကြရင်လာလျှော်ပေးမယ်ကျွန်တော်ကလေးတွေအတွက်စောက်လေးတွေတောက်ွက်ပြီးတော့လှူမှာပို့လို့ဟမ် ဆောင်းနဲ့နှာစီးလို့ အော်နှာစီးလို့ဩဟုတ်ပြီအခုကလေတောက်ရီကွက်ကအဝါရောင်ကုန်းကနန်နီလူးဆေးပေါင်းရင်နဲ့ထမင်းကငါးဟင်းလေးနဲ့တောက်ွက်နေတယ်နော်မေနော်အမေတောက်ဝသိရလားဘယ်လိုသိတာလဲ ဟိုတည်းရလာပါ ခုတနေ့ကလာသွားတယ်ဒါနေ့တိုင်းလာတယ်လေမနေ့ကတနေ့ပဲကျွန်တော်သွေးလူအပ်နေတယ်သွေးလူရှင်လူနာအတွက်ကိုသွေးဖောက်ပေးနေလို့မနေ့ကမလာသွားတာနော်မေနော်ဒီလိုလေးဆိုတော့အမေစိတ်မချမ်းသာဘူးလားအမေရဲ့ညကျွန်တော်အောက်ကခုံလေးနဲ့ကျွန်တော်ဝယ်ပေးတဲ့ဖျာလေးနဲ့မကြက်ပြည်သူလူထုမကြက်ဟာချက်နောင်လေးနဲ့အမှန်ချက်နောင်တော်မှဂရုသမီးအယောင်လေးနဲ့ချက်နောင်လေးကချစ်စရာလေးဟုတ်ကဲ့ကျွန်တော် CB ကနေပြီးတော့လမ်းလေးဟိုင်းမိထားပါနော်ကျွန်တော်မှာပြီးလို့ရှိရင်ပြန်ပြောပြမယ်နော်မျက်နှာပို့ရောက်နေတယ်နော်တဲ့ဒါနည်းနည်းလေးအယောင်ကျသွားတာလွန်ခဲ့တဲ့1ရက်2ရက်လောက်ကကျွန်တော်ရဲ့ post တော့ရဲ့ like တွေကိုတွေ့မှာပါဒါလေးကနည်းနည်းလေးပြန်ကျသွားတာဟုတ်ကရေရလည်းမဆိုတော့ဘူးလေဒီမှာခုံတန်းရလေးနဲ့တည်တည်တက်တက်ခက်ခက်ရက်ရက်လေးဆိုတော့အဲ့လိုပုံစံမျိုးလေးဖြစ်သွားတယ်လေဒီလိုပုံစံမျိုးလေးဆိုတော့လေစိတ်ချမ်းသာရတာပေါ့ဟိုနေရာမှာတက်စားလို့ရှိလို့ရှိရင်တော့အဲ့ဒါဟုတ်တယ်မလားမိုးရဲရေထဲမှာကျွတ်တို့ညော်တို့တီကောင်တို့နဲ့တက်ပြီးတော့နော်ဒီလိုနေရာလေးမှာကြတော့လေဒီမှာမကြီးပင်လေးရဲ့အောက်မှာစေနာရှင်အမတယောက်ကနေပြီးတော့အမိုးလေးလာလုံးမူးပေးသွားတယ်ကျွန်တော်ကအောက်ကနေပြီးတော့အခင်းလေးနဲ့ပေါ့နော်ဒီမှာထီးလေးဆိုလေဒါထီးရဒါအသက်နဲ့အမှန်အတို့မီကောင်းစားနေတာအမေမုတ်ဖိုးလေးမပေးအောင်လေကျွန်တော်လမ်းသွားလမ်းလာမိုးရီထဲမှာစောင်းလို့ရအောင်ကျွန်တော်အဲ့ဒီထီးလေးပြန်လှူလိုက်ပါလားပေးလိုက်ပါလားပေးမလားမပေးဘူးဟဲချစ်တာပေါ့ကိုသားလေးကိုအဲ့လောက်ချစ်တာပေါ့အမေသမီးနဲ့ဖုန်းပြောမလားအမေသမကိုကရင်နဲ့ဖုန်းပြောမလားအမေသမခေါ်ပေးရမလားအမေသမီးကိုလည်းခေါ်ပေးရမလားဗီဒီယိုကောလေးလေအမေသမီးလေးနဲ့ဗီဒီယိုကောလေးပြောမလားဘာဖြစ်လို့လဲမချစ်ဘူးလားသမီးလေးကိုအမေပြန်လှဲမယ်လေပြန်အိတ်မယ်လေဟိုပြန်လှဲမယ်ပြန်အိတ်မယ်လေထမင်းလေးလာမှပဲပြန်ပြီရေခဲကြီးမတောက်နဲ့အမေရဲ့ကြောက်ကက်သမားဆိုတော့လေကြောက်ကက်သမားရေခဲကြီးနဲ့မတည့်ဘူးအမေရဲ့နော်ကြောက်ကက်သမားရေခဲကြီးနဲ့မတည့်အော်ထမင်းဆိုင်မှာပဲဟိုဒါရေခွက်လေးနဲ့ရေတောက်တော့မယ်နော်မေနော်အမေကလိမ့်ပါတယ်ခါတိုင်းနေတဲ့စားလို့ရှိရင်အများကြီးတိုးတက်လာတာဒါအကြောင်းလေးနည်းနည်းကြာသွားတာအောက်မှာရေထဲမိုးထဲမှာမဟုတ်တော့ဘူးလေကျွန်တော်စီစဉ်ပေးထားတဲ့ဒီခုံလေးနဲ့ဆိုတော့ဒီလိုပုံစံမျိုးလေးဖြစ်သွားတာပေါ့ဒီထဲမှာကပလိုက်တာတွေလုံးနိုင်ပါစေကုတီဟရေးတဲ့ချစ်စုရေးပျောက်နေတယ်နော်ဘယ်တွေရောက်နေတာလဲစီးစိတ်တွေရမ်းတက်နေပြီးရောင်ကိုင်းနေတာပဲဒါနည်းနည်းကြာသွားတာဒါနည်းနည်းကြာသွားတာတို့သမီးကလည်းလက်ခံလိုက်တာကျေးဇူးပါကိုတီးရတယ်ဒီမှာချက်နောင်လေးကိုကြည့်လိုက်မင်္ဂလာဦးချက်နောင်လေးနဲ့ပန်းစီရောင်လေးတို့သမီးကလည်းချစ်စရာလေးဟင်းဝင်ရလက်စွပ်နဲ့လက်ကောက်နဲ့သမင်းသွားဝဲနေတယ်နော်မေတောက်လေးနော်ရေခွက်လေးကအဝါရောင်လေးရယ်သမင်းလေးရယ်နော်ဖြာကပိုက်ဖြာဒီမှာ1ခု2ခု3ခု4ခုခေါင်းအုံနဲ့စောင်းနဲ့ခြံနောင်နဲ့နောက်ဟိုမှာထီးနဲ့မုတ်ဆိုလဲစားဖို့အရှံပဲနဲ့ဟိုမှာကွန်းရဆိုလို့ရှိရင်လည်းအမှန်ရွှေညီကိုကွန်းရတိုင်းလားမသိဘူးမျက်နှာတုပ်ပေါ်ကလေးလဲပေးမယ်ကျွန်တော်မှသွားဝယ်ခိုင်းတာတယ်မျက်နှာတုပ်ပေါ်ကလေးလဲကျွန်တော်အစ်စ်လေးတစ်ပတ်လေးကျွန်တော်လဲသွားဝယ်ခိုင်းတာတယ်သားသမီးမရှိဘူးလားတဲ့သားသမီးကသူ့တမက်ကတော့
ဒီပဲခူးမျိုးပေါ်မှာရှိတယ်သူ့သမီးကတော့မြောက်ဝတီရွှေကုတ်ကိုဘက်မှာလို့ပြောတယ်ဟုတ်တယ်အခုမှကြည့်ရတယ်စိတ်ချမ်းသာလာတယ်ဟုတ်တယ်သူရေခဲကြီးလေးမတိုက်ဘူးစီကန်းလေးကတော့လောလောဆယ်တော့ဒီအခြေအနေလေးရောက်အောင်တော့ဒါပြည်သူလူထုကတိုက်တွန်းထားတာဖြစ်လို့တဲ့ဒီအခြေအနေလေးတော့နည်းနည်းရောက်လာတယ်နောက်မှပဲတဖြည်းဖြည်းနဲ့အန်တီရဲ့ကျန်းမာရေးအတွက်ကိုကျွန်တော်တို့ဆေးစစ်ချက်လေးလုပ်ပြီးတော့ကျွန်တော်တို့ဆေးရုံလေးတင်သိရင်တင်ပေးမယ်နော်ဟုတ်တယ်ခုလိုလေးတွေ့တော့နည်းနည်းစိတ်ချကိုတက်ထောင်ချမ်းသာနေပြီဟုတ်တယ်အရှင်မြတ်အမလေးတပည့်တော်တော်အခုလက်ထဲမှာပတ်စံတစ်ပြားမှကင်သုံးစရာမရှိဘူးညအမေလက်ထဲမှာပတ်စံ1000တန်3-4ရွက်နဲ့1000တန်လေးတွေနဲ့လက်စွပ်နဲ့လက်ထဲမှာလည်းဟင်းဝင်ရလက်စွပ်နဲ့လက်ကောက်နဲ့ဟုတ်တယ်မျက်စိနဲ့ပွင့်သွားတာဟုတ်တယ်မျက်စိလေးနဲ့ပွင့်သွားတယ်အမေမျက်လုံးလေးနဲ့ပြန်တက်တာလာတယ်နော်မေနော်ဟိုတနေ့ကလည်းမဟုတ်တော့ဘူးနော်အမေဆေးလေးမတောက်ချင်ဘူးလားအမေပဲဟိုဒါကြောက်ကက်မကောင်းဘူးဆိုကြောက်ကက်ဆေးလေးမတောက်ချင်ဘူးလားမကြီးပင်လေးရဲ့အောက်မှာအညာရောက်သွားသလိုပဲမကြီးပင်အောက်လေးမှာအညာမကြီးပင်အောက်လေးမှာအညာပုံမြင်လေးနဲ့ကတချင်းလေးတစ်ပုတ်လောက်ကလိုက်မှာတချင်းလေးဆိုပြီးတော့အမေရွာကိုလာလေအညာကိုလာလေအဲ့လိုလေးတချင်းလေးတစ်ပုတ်လောက်ဆိုပြီးတော့ကလိုက်မလားစိတ်ချမ်းသာစရာလေးတော့ဖြစ်သွားတာပေါ့နော်ဒီလိုပုံစံမျိုးလေးဆိုတော့မျက်နှာတော့ပွားလေးလဲပေးမယ်မှာတပတ်လေးသွားဝဲနေတယ်သမင်းလေးရယ်ခြေခွက်လေးရယ်မုတ်ဒီကလည်းအရှံပဲဒီလိုမျိုးလေးဆိုတော့လေနည်းနည်းတော်တော်လေးကိုစိတ်ချမ်းသာရသွားတာပေါ့ဝါလေးနဲ့ခိတ္တခဏယာယီလေးပေါ့ဒီဘက်ကတာလဘဟိုအရှိရလဲအကြည်လေးနဲ့ရေတောက်မယ်ရေကွက်ကအဝါရောင်လေးရေလေးဖွင့်ပြီးရေတောက်မယ်ထမင်းလေးစားမယ်ထမင်းလေးကျွေးထမင်းလေးခွန့်ကျွေးအမေမကိုရမေနိုင်သူစေးပေါင်းရည်လေးနဲ့အဝါရောင်လေးနော်ခွက်ကအဲ့ဒါဝါပါမဟုတ်တာအဝါလေးမော်ဒစင်းကြီးဟောင်းမော်ဒစင်းဒါပဲရှီလေးခက်တိုက်ပါအောင်ကျင်းလိုက်အောင်ငါမွေပဲရှိတယ်ရိုးမပါဘူးဟောအေးဟုတ်တယ်ရိုးမပါတော့ကောင်းတာပေါ့အမေခွန့်ကျွေးလိုက်ကောက်စားပါလားကောက်စားဖိတ်ကုန်မယ်နော်မေနော်ဟိုမှာဟိုဒါငါးတုပ်လေးဖြီးပြီမင်းငါးဟင်းလေးဖြီးပြီစုံလေးယူပြီးတော့အမကုံနိုင်တော့လေးခတ်ထည့်ပြီအဲ့လိုမဟုတ်ဘူးလေမမကုံလေးသူ့ဝိုင်းလေးတစ်ခုကျွန်တော်ဟိုဒါနောက်နေ့ကျမှယူလာခဲ့လိုက်မယ်လေဟိုခုဒီမှာသမင်းလေးတင်စားလို့ရအောင်လေအမေဇုံးရှိတယ်လေအမေဖယ်ပြလိုက်ဘိုက်စားနေတာလားဟုတ်လားမဘိုက်စားတာဗောအိုင်းနေပြက်လက်နေတော့ဘိုက်စားတာဗောမျက်နှာအယောင်ကျသွားတာမဟုတ်လေမိုးတဲ့ကြီးထဲမှာမဟုတ်တော့တဲ့အတွက်အယောင်ကျသွားတာလေမဆေးရုံကလောလောဆယ်အားလေးရှိအောင်ထမင်းလေးရင်စားမယ်ထမင်းလေးစားပြီးမှနောက်နေ့ကျမှဆေးရုံသွားမှာဟုတ်မေနော်နောက်နေ့မှဆေးရုံသွားမှာနော်မေနော်တားနဲ့အမေနဲ့နော်ဒီညနေအမေချက်12နာရီခွဲပဲရှိသေးတယ်အမေချဲကနန်းလေးတစ်ခွက်လောက်တောင်းမပေးချင်ဘူးလားဘာလေးထိုးရမလဲတားထိုးမလို့လေဟုတ်လေတားထိုးမလို့လေတားမှာခလေးတွေအတွက်ကိုလေဟိုဒါဗလာစာအုပ်လေးတွေခဲတံလေးတွေပေတံလေးတွေလေဟိုအမေရိုးပါလေဗလာစာအုပ်လေးတွေခဲတံလေးတွေပေတံလေးတွေလေသိတယ်မဖယ်ပြလိုက်မဖယ်မင်းနဲ့အဲ့လေဟိုအဲ့ဒါလေးဟိုကျွန်တော်လှူခြင်းလို့လေအမေချဲကနန်းတစ်ခွက်လောက်
အမေလည်းကျောင်းဆရာမကြီးပဲဆိုတော့လေခလေးတွေအတွက်လေပညာရေးထောက်ပံ့လေးဖြစ်တာပေါ့ကျွန်တော်အဲ့ဒါလေးကိုလေတစ်ခွက်ကို2000မိုးလောက်ထိုးခြင်းလို့ချဲခဏလေးတစ်ခွက်လောက်ပေးလေအောင်နေကြလို့ရှိရင်မျက်နှာတုပ်တစ်ပတ်လေးရယ်သမင်းစားပြီးလက်စီဖို့တော့တုပ်ဖို့အတွက်လေးရယ်နော်ကောင်းလားမေကောင်းတယ်စားလို့ကောင်းလားစီဇနာမြစ်တာတွေပေါ့အမေရဲ့သားသမီးတွေကျွေးတာနော်အမေလည်းတောက်ချဲခဏလေးတစ်ခွက်လောက်ချဲမတွတ်တဲ့ဦးပြစိတ်ထဲမှာရှိတာပေးလိုက်တောက်ကလေးတွေပညာရေးကျောင်းစည်းအတွက်လေးမေရဲ့စာအုပ်လေးတွေပေတံလေးတွေခဲတံလေးတွေဗလာစာအုပ်လေးတွေကိုမာဘူးလေးတွေရွယ်အိတ်လေးတွေလှူလို့ရတာဗောအမေရဲ့နော်မေကိုထိုးခိုင်းတာမဟုတ်သားကိုပေးခိုင်းတာသားထိုးမလို့ဟုတ်ပြီလားလက်လေးစေးပြီးရေလေးတိုက်လက်လေးစေးပြီးလက်လေးစေးပြီးမေလက်ရှိချသွားပြီးတော့ဆရာသွားလုံနေတယ်တောက်မလို့ပါလို့ပြောနေတာဟုတ်မှာဟုတ်အေးအဲ့ဒီနဲ့ရေစေးပြီးလိုက်ပြီးသွားတော့တောက်ပြီးတော့စေးလိုက်တော့လုံးလုံးလေးလဲလာအောင်ကဲကျွန်တော်ခလေးတွေအတွက်စာအုပ်လေးတွေပေတံလေးတွေခဲတံလေးတွေဘောပင်လေးတွေခဲပြက်လေးတွေကိုမာဘူးလေးတွေသွားဝယ်မှာမို့လို့ကျွန်တော်ရဲ့လိုက်လေးဒီမှာတင်ခိတခဏရန်နာခွင့်ပြုပါခင်ဗျာမိဘပြည်သူညီကိုမောင်နှမများစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာကြမ်းမာခြင်းနဲ့ပြည့်စုံကြပါစေမရှိတဲ့စကားနားဝမှာမကြားပြရစေနဲ့အသက်ရှူတိုင်းဝင်ပါစေနာမျိုး96ပါးယောဂဝေဒနာကြီးလည်းပိန်းကြရွက်ပေါ်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင့်ပြောက်ပါစေမြန်မာပြည်ရဲ့အမြန်ဆုံးငြိမ်းချမ်းပါစေခင်ဗျာအားလုံးပဲကြမ်းမာထီပေါက်နိဗ္ဗာန်ရောက်ကြပါစေခင်ဗျာကျွန်တော်ရဲ့လိုက်လေးခိတခဏရန်နာခွင့်ပြုပါခင်ဗျာကျွန်တော်ကလေးအတွက်စာအုပ်တို့ခဲတံတို့ပေတံတို့အဲ့ဒါလေးကျွန်တော်တွားကြည့်မှာမို့လို့ကတို့သမီးခြေထောင်ထဲဝင်ပါပြီကတို့သမီးခြေထောင်ထဲဝင်ပြီကလကာလည်းချပြီကလကာကြီးရဲ့နေပါအောင်ကြည့်လို့ကောင်းနေတော့အောက်မှာခင်မခင်ပြီးဘူးရတယ်မခင်နေဘူး